ဟုတ်ကဲ့မင်္ဂလာပါထမင်းကတဲ့တနေ့ကိုဘလောက်ပမာဏစားသုံးတင်လဲဆိုတဲ့မေးခွန်းလေးကိုဖြေပေးလိုက်ပါမယ်ခင်ဗျကျွန်တော်တို့ရဲ့ကနေ့တာမှာထမင်းပမာဏကစီတက်ဆိုတဲ့ဟာကဘလောက်ထည့်ရမယ်ဆိုတဲ့အရာကဒီတိုင်းအလွယ်တကူပြောလို့မရပါဘူးခင်ဗျကျွန်တော်ခန္ဓာကိုယ်မှာလိုအပ်တဲ့ကစီတက် protein တက် fiber တက်ဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ body နဲ့ကိုတွက်ချက်ပြီးတော့စားပေးရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးမေးခွန်းကိုပြန်ဖြေတဲ့နေရာမှာခက်ခဲမှုတွေရှိပါတယ်အလွယ်တကူဖြေလိုက်ပြီးမဲ့လည်းတိကျမှုမရှိတဲ့အတွက်ကြောင့်ကိုစားသုံးတဲ့နေရာမှာထိရောက်တဲ့အနေအထားမျိုးကိုဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာတနေ့တာဘလောက်ထိစားသုံးရမယ်ဆိုတာဘလောက်ထိလုံလောက်လဲဆိုတာကအရင်ဆုံးကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ body mass ကိုတိုင်းပြီးတော့မှအဲ့ဒါကိုတွက်ချက်ပြီးတော့တနေ့တာမှာကယ်လိုရီဘလောက်လိုအပ်တယ်fiber ဓာတ်တွေဘလောက်လိုအပ်တယ်အဓိက main ဖြစ်တဲ့ protein ဓာတ်တွေဘလောက်စားသုံးရမလဲဆိုတာကိုတွက်ချက်ပြီးတော့ပြောပြရမှာဖြစ်တဲ့အတွက်ကြောင့်အတိအကျလေးပြောပြမယ်ဆိုရင်တော့ပြန်ပြီးတော့တိတိကျကျပြန်ပြီးတော့ညွှန်ကြားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်